ဒီနေ့ကျွန်တော်တို့ရဲ့အဓိကအာယုံစိုက်မဲ့အရာကတော့ငွေကြေးဆိုင်ရာအောင်မြင်မှုရဲ့တော်ချက်ဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုစိတ်နေစိတ်ထား the investment mindset ပါပဲစာအုပ်တွေဖယုံနဲ့မပြီးပါဘူးကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ရင်းနှီးမြှုပ်နှံမှုစိတ်နေစိတ်ထား mindset ကြောက်ရွံ့မှုကိုထိန်းချုပ်ခြင်းအကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲရင်းနှီးမြှုပ်နှံမှုစိတ်နေစိတ်ထားဤအဓိကသဘောတရား mindset ဆိုတာပါလဲဒါဟာရိုးရှင်းပါတယ်ငွေကြေးဟာမိမိရဲ့အချိန်နဲ့လှုပ်အားအစားအလုပ်လုပ်ပေးနိုင်တဲ့ဂရိဟာဖြစ်တယ်ဆိုတာကိုနားလည်လက်ခံနိုင်စွမ်းပဲဖြစ်ပါတယ်တောချက်နှစ်ခု Warren Buffett ရဲ့လမ်းညွှန်ချက်ကျွန်တော်ရဲ့ဆရာသခင် Warren Buffett ကရင်းနှီးမြှုပ်နှံသူတွေမှာရှိတဲ့အရေးကြီးဆုံးအရေးချင်းတစ်ခုကိုအမြဲတမ်းပြောလိရှိပါတယ်တစ်လောဘနဲ့ကြောက်ရွံ့မှုကိုထိန်းချုပ်နိုင်စွမ်းသူများတို့လောဘတကြီးဝယ်နေခြင်းမှာတတိထားပါသူများတို့ကြောက်လန့်တကြားရောင်းနေခြင်းမှာရဲရဲဝုန်းဝုန်းဝယ်ပါဈေးကျဆင်းခြင်းကိုဆုံးရှုံးမှုအဖြစ်မမြင်ပဲအရေးအသွေးကောင်းတဲ့ပစ္စည်းကိုဈေးချွတ်ချိုနဲ့ဝယ်ဖို့အခွင့်အရေးဖြစ်မြင်နိုင်ဖို့ဒီစိတ်တည်ငြိမ်မှုကလိုအပ်ပါတယ်နှစ်အချင်းကြာလာသည့်အများတိုးပွားခြင်း၏မော်ဒတ် compounding စိတ်ရှည်တိခတ်မှုဟာတော့ချက်ပါပဲပိဿံကနေပိဿံထပ်ပွားလာတဲ့ပိဿံကနေနောက်ထပ်ပွားတဲ့ဖြစ်စဉ်ကိုယုံကြည်ပါဘဖက်တီရဲ့ချမ်းသာမှုအများစုဟာသူ့ရဲ့အသက်50နောက်ပိုင်းမှာဖက်ပေါ်လာခဲ့တာဟာဒီ compounding emotion ကြောင့်ပဲဖြစ်ပါတယ်နှစ်ငွေကြေးကိုကြောက်ရွံ့သူများအားချင်းကနီယင်းနှီးမြှုပ်နှံမှုအကြောင်းပြောလာရင်လူတချို့ကရှောင်တတ်ကြတယ်သူတို့ကအရှုပ်ထွေးတဲ့မလုံခြုံဘူးလို့ထင်ကြလို့ပါသူတို့နားဝင်အောင်ပြောပြခြင်းရင်ရှယ်ယာတို့အတုံးတို့ဆိုတဲ့ပညာရေးဆိုင်ရာစကားလုံးတွေအစားကိုရေးလုံခြုံမှုနဲ့လွတ်လပ်ဖွင့်ကိုအခြေခံပြီးချင်းကပ်တင်ပါတယ်မလုတ်တက်ဘူးရှုပ်ထွေးတယ်စတင်ဖို့အတွက်ရှုပ်ထွေးစရာမလိုဘူးရင်းနှီးမြှုပ်နှံမှုဆိုတာသူ့ရဲ့အနာဂတ်အတွက်အလိုအလျောက်ပိစံရှာပေးတဲ့စနစ်ကိုတိဆောက်တာပဲလစဉ်နည်းနည်းစီစတင်စုဆောင်ဖို့ပဲလိုတယ်မတိကျင်ဘူးစိတ်မဝင်စားဘူးငွေကြေးဆိုင်ရာလွတ်လပ်ဖွင့်၏အမြင်ရင်းနှီးမြှုပ်နှံမှုဟာတွန်းရဲ့အသက်50မှာစိတ်ပူစရာမလိုပဲကဘာလဲဖို့ဒါမှမဟုတ်အလုံးမလုံးပဲနေနိုင်ဖို့အခွင့်အရေးပဲပေါ်ပါပုံစံနဲ့ချိတ်ဆက်ပြပါကြောက်တယ်ဈေးကြရင်ဆုံရှုံမှာဆိုရင်ရေရှည်မှာဘေးကင်းအောင်နေထိုင်မှုနီးရင်းနှီးမြှုပ်နှံမှုဆိုတာ stock တစ်လုံးတည်းဝယ်တာမဟုတ်ဘူးဥပမာ company အမျိုးပြောင်း900လောက်ကိုနည်းနည်းစီခွဲဝယ်တဲ့ index ကိုဝယ်တာဟာ NDA ကိုလေလျှော့ခြင်းဖြစ်တယ်အပြင်မှာရှိတဲ့ငွေဖောင်းမြင်မှုကတော့ညငွေကိုတက်ရောက်မဖြစ်အောင်ကာကွယ်တာလည်းဖြစ်တယ်နီးကုံကျုံမြင့်လက်တွေလှုပ်ဆောင်မှုအချို့ရင်စားတင်သူများအတွက်အကောင်းဆုံးချင်းကနီးကတင်ညာရက်ဆိုင်ရာဘူးတူတာနဲ့စိတ်ပိုင်းဆိုင်ရာနားလည်မှုကိုတပြိုင်နက်တည်းတည်ဆောက်ဖို့ပါပဲBenjamin Graham ရဲ့သင်ခန်းစာဖြစ်တဲ့ Mr. Market ရဲ့စိတ်ခံမှုနောက်မလိုက်ဖို့နဲ့ Margin of Safety ကိုအသုံးပြုပြီးအရှုံးကနေကာဝယ်ဖို့ဆိုတဲ့အချက်တွေဟာရင်းနှီးမြှုပ်နှံမှု mindset ရဲ့အထူးအုတ်မြစ်တွေပဲဖြစ်ပါတယ်။သုံးရဲ့ဗန္ဒရေးဆိုင်ရာအောင်မြင်မှုအတွက်ကြောက်ရွံ့မှုကိုထိန်းချုပ်ပြီးစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုတည်ဆောက်လိုက်ပါ။လာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။